ဘယင်းနန်းတော်ရောက်တဲ့အခါကျတော့လှေကိုချဘယင်းကိုတန်တော်ဥတင်ဘယင်းကဆင်းပြီးတော့ရွှေငါးကြီးဆိုတော့ထူးထူးဆန်းဆန်းကြည့်တာပေါ့ကြည့်လိုက်တဲ့အချိန်မှာအယောင်ကတော့အမတန်လှရွှေငါးကြီးသို့သောငါးကြီးကပါဇက်ကဟပ်ပက်လို့လှုပ်လိုက်တဲ့အချိန်မှာနန်းတော်ကြီးတစ်ခုလုံးဟာအပုပ်နှံ့နေထောင်းကနေနှံသွားအကုန်လုံးနှာခေါင်းပိတ်ကုန်ကြအဲ့အချိန်နော်ငါးကြီးပါဇက်ဟပ်လိုက်တာနဲ့တပြိုင်တည်းတနန်းတော်လုံးပတ်ဝန်းကျင်တစ်ခုလုံးဟာအပုပ်နှံ့နေတအားလှိုင်သွားတော့ဘယ်သူမှမလုံနိုင်ဘူးနှာခေါင်းတွေအကုန်ပိတ်ကြဆိုတော့ဘုရင်ကြီးကဟာငါးကဖြင့်အမတန်လှတယ်ပုပ်စော်ကနံလိုက်တာဘာကြောင့်မလဲဖះစီသွားမိမယ်ကဲဒီငါးထဲ့တာတဲ့လှေကြီးကိုကျောင်းတော်မခဲ့ဆိုပြီးတော့ဖះစီငါးကြီးယူသွားပြန်ဇေတဝန်ကျောင်းရောက်သွားတယ်ငါးပြပွဲကြီးကျင်းပနေတာကြနေတာပဲเนาะဇေတဝန်ကျောင်းရောက်သွားတဲ့အခါကျတော့ကောသလမင်းကြီးကမေးလျှောက်တယ်ရှင်ဗျာအတော်ထူးဆန်းတဲ့ဟောဒီရွှေငါးကြီးကဒါပေမဲ့သူ့ပါးစပ်ဟလိုက်လို့ရှိရင်ပုပ်စော်အမတန်နန်းနဲ့အလုံးဟာနှာခေါင်းတွေပိတ်ပြီးတော့ဇေတဝန်ကျောင်းမှာရောက်လာကြဇေတဝန်ကျောင်းရောက်တဲ့အခါကျတော့မေးတယ်ရှင်ဘုရားဘာဖြစ်လို့သူကရွှေငါးဖြစ်တာတုံးလို့ဆိုမြတ်စွာဘုရားကအဲ့ဒီမှာအနာဂတန္တညာနဲ့သူ့ရဲ့အတိတ်ဘဝလှမ်းပြီးတော့ကြည့်တဲ့အခါမှာကသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကကပိလဆိုတဲ့ကိုတော်ပဲသူသင်္ကန်းဝတ်ပြီးတော့မြတ်စွာဘုရားတရားတွေကိုဟောပြောပြသသူများကိုစာပေပို့ချပေးခဲ့သည့်အတွက်ကြောင့်သူခန္ဓာကိုယ်ဟာရွှေရောင်တောက်နေတာဟောကောင်းတာတွေလုံးလို့ကောင်းကျိုးတော့ရတာပဲเนาะရွှေရောင်တောက်သို့တော်လည်းပဲတကယ်သူတော်စင်တွေယဟန်တွေသတင်းသုံးပေါ်တွေကိုဆဲခဲ့လို့ပါဇက်ကပုပ်စော်နှံ့နေတာအဲ့တော့အရထဲမှာဆဲတဲ့လူလည်းတတိထားမှဒါเนาะဆဲလို့ရှိရင်ပုပ်စော်နှံ့တယ်တဲ့เนาะ